အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြပြပေးသွားမှာကတော့ Asia ကဘာကြီးရဲ့ Central Plain လို့ခေါ်တဲ့ဒေသလေးအကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးနှိပ်ခဲ့ကြအောင်နော်ကဲအားချောင်းလေးပေါ့မနေတော့ပဲ channel လေးကိုစလိုက်ကြရအောင် Asia ကဘာကြီးရဲ့ primary သမိုင်းကြောင်းကတော့အစောပိုင်းကဘာဦးနေပြီး Law Orange ပြိုလဲသွားပြီးတဲ့နောက်မှာတော့ကြီးမားမပြလာတဲ့လူကြီးများပြားတောင်ဘက်ဒေသ Central Plain ကိုပြောင်းရွှေ့လာခဲ့ပြီးအေးပါတဲ့ဒေသတွေကိုဖြစ်လာခဲ့ပါတယ်အဲ့ဒီချိန်ကလည်းအလဲပိုင်းလူမြင်ဒေသမှာပြည်တွင်းစစ်ပရိပခတွေဖြစ်ပွားနေတဲ့ကာလတကူဖြစ်နေခဲ့တာပေါ့အဲ့ဒီမင်းမတက်မှုများကိုအဆုံးသတ်ပေးနိုင်ခဲ့တဲ့လူတွေကတော့လီမင်းစင်များပင်ဖြစ်ပါတယ်လီမင်းစင်များဟာဒေသတစ်ခုလုံးကိုညှိညွတ်စေခဲ့ပြီးခေတ်ကာလအတွင်းအင်အားကြီးဆုံးအစားထိုက်ဆုံးနဲ့ချမ်းသာဆုံးအင်ပါယာတစ်ခုဖြစ်အောင်တည်ထောင်နိုင်ခဲ့ပါတယ်သူတို့ရဲ့ယဉ်ကျေးမှုနဲ့စီးရေးဆွမ်းအားတွေကအခြားဒေသတွေကိုလွှမ်းမိုးနိုင်ခဲ့တဲ့အထိအင်အားကြီးမားခဲ့တာပေါ့ထိုခန်းသားတွေဟောလာပြီးစီလုံးမှုပြည့်တဲ့အလဲပိုင်းလူမြင်ဒေသဟာဉာဏ်ပညာကြီးမှပြီးလူများလေးသားညုံခံရတော့ထိုင်ကျုံအေဂရီလက်ထက်မှာတော့အထုထိပ်ကိုရောက်ရှိခဲ့ပါတယ်။ဒါပေမဲ့လည်းအလဲပိုင်းလူမြင်ဒေသရဲ့တည်ငြိမ်မှုတွေဟာမျိုးရင်းနိုင်တာဖြစ်ပြီးတော့နေဆက်ဒေသတွေမှာတော့ချင်းချောင်းမှုတွေနဲ့ရင်ဆိုင်လာခဲ့ရပါတယ်။ထိုချင်းချောင်းမှုတွေကြောင့်ထိုင်ကျုံအေဂရီစစ်သူကြီးဟာကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ခဲ့ပါတယ်။ထိုင်ကျုံအေဂရီကြီးသည်သွေးကောင်းစစ်သည်များကိုဦးဆောင်စေကာမင်းတပ်များကိုအဆာရာသို့ဆေးလွတ်ခဲ့ပါတယ်။ထို့သူဆေးလွတ်ခဲ့တဲ့အကြောင်းရင်းကတော့ဖီယာလီများကိုခုခံတိုက်ခိုက်ရန်နဲ့စစ်တီတော်များထပ်မံစုဆောင်းရမယ်ဖြစ်ပါတယ်။ဒီလိုနဲ့စစ်တီတော်များစုဆောင်းပြီးတဲ့နောက်မှာတော့ဒရိုင်းဆောင်တပ်သားများဂရေရောကာရီယန်ကိုတည်ထောင်နိုင်ခဲ့ပါတယ်။ထိုသူရဲကောင်းများရဲ့အားထုတ်မှုကလည်းအလွန်အောင်တန်ဖိုးရှိခဲ့တာပေါ့။နောက်ပိုင်းမှာတော့သူရဲကောင်းကံမှာဟီရိုကိုရစ်၌ခန္ဓာတစ်ခုကိုတည်ဆောက်ခဲ့ပြီးဘောလီမင်းဒေတာအတွက်ငြိမ်းချမ်းရေးကာလတစ်ခုကိုစတင်ခဲ့ပါတယ်။ကဲဒါလေးကတော့အလဲပိုင်းလူမြင်ဒေတာဆန္ဒပလင်းရဲ့သမိုင်းချင်းချုပ်လေးပဲဖြစ်ပါတယ်။ကဲခုနောက်ထပ်ဆန္ဒပလင်းဒေတာမှာရှိတဲ့ချင်းချံမျိုးနဲ့ဂရေရောအကြောင်းလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။ဒီမျိုးလေးကိုထူးခြားဆန်းကျင်လာတဲ့မီဂရန်ကြီးပေါ်မှာပညာရှိကြီးမိုစီကစတင်ပြီးတော့တည်ဆောက်ခဲ့ပါတယ်။နှစ်ပေါင်းများစွာကြာလာတဲ့နောက်မှာတော့မာချာမျိုးတော်ကြီးဟာစတင်ပျက်စီးခဲ့ပြီးလူမှုယဉ်ကျေးမှုနဲ့အမွေအနှစ်တွေပါပျောက်ဆုံးသွားခဲ့ရပါတယ်။နောက်မျိုးဆက်ပေါင်းများစွာအုပ်ချုပ်သူတွေရဲ့လက်အောက်မှာတော့ဖြည်းဖြည်းချင်းကိုပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်။အခုချိန်မှာတော့ဝန်မျိုးတွေရဲ့အုပ်ချုပ်မှုအောက်မှာချင်းချံဆိုတဲ့မျိုးတော်လေးအမည်နဲ့ပြန်လည်ရှင်သန်စီကာလာပါလျက်ရှိပါတယ်။ဆယ်ရန်နေရာများထုံးကားရတာကြောင့်ကြွားချမ်းသာလာပြီးတိကံမှုရှိတဲ့အုပ်ချုပ်မှုအောက်မှာပြည်သူတွေကငြိမ်းချမ်းစွာနေထိုင်အလုပ်ကိုင်လာကြပါတယ်။စီးပွားရေးတွေလည်းတဖြည်းဖြည်းတိုးတက်နေသလိုလူပညာလုပ်ငန်းတွေလည်းထုံးကားလျက်ရှိပါတယ်။ခီးသားလုပ်ငန်းရှင်တွေပညာရှင်တွေနဲ့မတူညီတဲ့တိုင်းပြည်ကမျိုးနွယ်စုတွေဟာတာဟာသာတာဖြစ်စွာအတူရှင်တွေနေထိုင်ကြရာချမ်းမျိုးလေးဟာစိတ်လှုပ်ရှားစွာကောင်းတဲ့နေရာလေးတစ်ခုဖြစ်လာစေခဲ့ပါတယ်။ဒါပေမဲ့ချမ်းမျိုးရဲ့အုပ်ချုပ်ရေးမှုစနစ်ဟာအလွန်ရှုပ်ထွေးပြီးစိတ်ဝင်စားစရာလည်းကောင်းလာပါတယ်။အဓိကဆိုရဌာန၃ခုရှိပြီးတော့၄ခုမြောက်ဝန်ကြီးဌာနကတော့ဟွန်လူဝန်ကြီးဌာနလို့ခေါ်ပါတယ်။ပထမဆုံးအုပ်ချုပ်ရေးဌာနကိုတော့ Diamond Place လို့ခေါ်ပါတယ်။ဧကရာဘီများနေထိုင်ရာနေရာဖြစ်ပြီးဖိနစ်ငတ်ပုံစံနဲ့တည်ဆောက်ထားတဲ့နန်းတော်ကြီးပေါ့။ဒီနန်းတော်ကြီးရဲ့ကိုတရားဝင်ကိစ္စရှိသူကလည်းကျန်သူအားလုံးဝင်ရောက်ခွင့်မရှိပါဘူး။ဝင်ခွင့်ရသူတွေထဲမှာအစိုးရဌာနရဲ့ထိပ်တန်းအရာရှိတွေနဲ့ AK ပြည်မှာကြီးရဲ့အထူးခွင့်ပြုချက်ရထားတဲ့ရှန်ကွမ်ပဲပါဝင်ပါတယ်။ဒုတိယမြောက်အုပ်ချုပ်ရေးဌာနကတော့ဒါလီတရားရုံးချုပ်လို့ခေါ်တာပေါ့။ဒါလီတရားရုံးချုပ်ဟာအရေးကြီးတဲ့အမှုတွေကိုစုံစမ်းစစ်ဆေးရပြီးဥပဒေတွေကိုပြန်လည်ပြင်ဆင်ပေးရပါတယ်။ဒီဌာနဟာဆယ်ရန်တရားတွေကိုတုံးဆွဲတဲ့နေရာမှာလည်းအလွန်တတိထားတဲ့သဘောထားမျိုးရှိတာပေါ့။အလွန်ရေးကြီးတဲ့ကိစ္စတိုင်းကိုဆယ်ရန်တရားတွေနဲ့မလုပ်ဘဲလူလက်တွေနဲ့သာယုံကြည်အားကိုးပြီးတော့လုပ်ခိုင်းခဲ့ပါတယ်။ဒါပေမဲ့လည်းသတင်းချက်လက်တွေကိုစုဆောင်းတဲ့နေရာမှာဆယ်ရန်တရားတွေရဲ့အစွမ်းအားကိုလစ်လျူရှုလို့မရတဲ့အတွက်သူတို့တွေကဆယ်ရန်တရားဝန်ကြီးဌာနနဲ့ပူးပေါင်းလုပ်ဆောင်ရတော့လေအချင်းချင်းအာဏာကိုထိန်းညှိနေရပါတယ်။တရားသူကြီးဒီယန်ကြီးရဲ့ဦးဆောင်မှုအောက်မှာတော့ဒါလီတရားရုံးချုပ်ဟာစိစက်တည်ကြပြီးတင်းကျပ်တဲ့ယဉ်ကျေးမှုကိုဖန်တီးထားပါတယ်။ဒါပေမဲ့လည်းစီကံရှိတဲ့ကျွန်တော်တို့ရဲ့ဟီရိုလေးကြီးနဲ့သူချန်ထားခဲ့တဲ့ရှုပ်ထွေးတဲ့ပြဿနာတွေကိုမကြာခဏလိုက်လံဖြေရှင်းပေးရတဲ့ဖန်တို့ကတော့ဒီသင်းမင်းတွေကနေချွင်းချက်ပဲဖြစ်ပါတယ်။တတိယမြောက်ကတော့ဆယ်ရန်တရားဝန်ကြီးဌာနဖြစ်ပါတယ်။ဒီဝန်ကြီးဌာနဟာဆယ်ရန်တရားရဲ့အသုံးပြုပုံစည်းမျဉ်းတွေကိုတတ်မှတ်ထားပြီးထိန်းသိမ်းထားရှိတဲ့နေရာလည်းဖြစ်ပါတယ်။မာချာတွေကိုဖျက်ဆီးသူသူ့ပြည်မမှန်သူနဲ့ဒါမှမဟုတ်ပုဂ္ဂလိကသူတည်ဆန္ဒမှန်သမျှကိုပြုလုပ်ပေးသူတွေကိုဖမ်းဆီးပြီးတော့ပြစ်ဒဏ်ပေးရမျိုးတွေကိုပြုလုပ်လျက်ရှိပါတယ်။သူတို့ဟာဒါလီတရားရုံးချုပ်ရဲ့အာဏာတွေကိုကန့်သတ်ထားသလိုတရားရုံးချုပ်ကလည်းသူတို့ရဲ့လုပ်ပိုင်ခွင့်တွေကိုပြန်လည်ထိန်းချုပ်ထားပါတယ်။ဆယ်ရန်တရားဝန်ကြီးဌာနကလူတွေဟာစီကံမရှိတဲ့လိမ်လည်တတ်တဲ့ဟွန်လူဝန်ကြီးဌာနကလူတွေကိုလုံးဝအထင်မြင်သေးပြီးတော့ဆက်ဆံလေးရှိပါတယ်။လေးခုမြောက်ဝန်ကြီးဌာနကတော့ဟွန်လူဝန်ကြီးဌာနပဲဖြစ်ပါတယ်။ဟွန်လူဝန်ကြီးဌာနကတော့တိုက်ခိုက်ရက်ကွက်တွေမှာတည်ရှိတဲ့တာမန်ရသားတွေကိုကောက်ကွယ်ပေးတဲ့သူတွေဖြစ်ပြီးသူတို့အချင်းချင်းဖြစ်ပွားတဲ့အငင်းပွားမှုတွေအားလုံးကိုကင်တွယ်ဖြေရှင်းပေးပါတယ်။ဒီဌာနကအရာရှိတွေဟာစီကံမရှိလို့အခြားဝန်ကြီးဌာနကနေထုတ်ပယ်ခံရတဲ့သူတွေဖြစ်ပြီးတကယ်တမ်းမှာတော့အရေးချင်းရှိတဲ့သူတွေပဲဖြစ်ပါတယ်။ချမ်းမျိုးတော်ရဲ့အုပ်ချုပ်ရေးမှုအရာရှုပ်ထွေးသလားစီးပွားရေးနဲ့ယဉ်ကျေးမှုကဏ္ဍတွေမှာလည်းအလွန်ထူးခြားလာပါတယ်။ချမ်းမျိုးတော်မှာရှိရဲ့ချန်လီကန်ရဲ့ဘုံမှာတော့အနုစိတ်ဆုံးဆယ်ရန်တရားစင်မြင့်ကြီးတည်ရှိပါတယ်။ဒီစင်မြင့်ကြီးမှာတော့တခါတရံကြာပန်းပုံစံရေပန်းတွေကိုဖန်တီးထားလေးရှိပြီးတော့တခါတရံမှာတော့ငကားငွေတန်းကြီးဆင်းသက်လာတဲ့ပုံစံများဖန်တီးထားလေးရှိပါတယ်။နိုင်မန်ဂျိုတန်ကဂူဆန်းလီနဲ့မြူဇစ်ကယ်ရန်ယူပြန်တို့ကလည်းဒီနေရာမှာမကြာခဏဖျော်ဖြေလေးရှိပါတယ်။လွန်ခဲ့တဲ့နှစ်တုန်းကမိဘမြန်ပွဲတော်မှာစောင်းနေတဲ့အတူခါပြခဲ့တဲ့လှပတဲ့အခါဟာချမ်းပြည်သူတွေကြားမှာပြဿနာတွင်ခဲ့ပါတယ်
ချမ်းမြို့ရဲ့အနောက်ဘက်မြို့ဒါကတော့ချမ်းမြို့ရဲ့အကြီးမားဆုံးဖြန့်ဖြူးရေးစင်တာကြီးဖြစ်ပြီးထူးခြားတဲ့စီးပွားရေးအဆောက်အအုံတွေတရှိရာနေရာလေးဖြစ်တာပေါ့အနောက်ဘက်မြို့နယ်ကနေမြို့နယ်များကိုတည်ပို့ဆောင်ရေးလမ်းကြောင်းတွေဆက်သွယ်ထားပြီးလိုအပ်တဲ့ကုန်ပစ္စည်းတွေကိုပို့ဆောင်ရမှာအရေးပါတဲ့မြို့ငယ်လေးတစ်မြို့ဖြစ်ပါတယ်ဒါလေးကတော့ချင်းချံမြို့ရဲ့အကြောင်းအချင်းချုပ်လေးဖြစ်ပြီးတော့နောက်တစ်ခုကတော့မာရိုင်းကြီးဂရေဟောရဲ့အကြောင်းလေးပဲဖြစ်ပါတယ်ရှီအောင်အမ်ဝယ်ပရိုင်မရာရဲ့အလဲပိုင်းဒေသမှာတော့အင်အားကြီးမားဆုံးနဲ့အချမ်းသာဆုံးအင်မာယာရဲ့နယ်နိမိတ်မှာတော့ခမ်းနားထည်ဝါလာတဲ့ဒရိုင်းကြီးတစ်ခုတည်ရှိနေပါတယ်အဲ့ဒီဒရိုင်းကြီးကိုတော့ဂရေဟောလို့ခေါ်ဆိုကြပါတယ်ဒီဒရိုင်းကြီးဟာသမိုင်းနဲ့ယဉ်ကျေးမှုအရာအလုံးရေးပါပြီးရှေ့ကကာလတွေကတည်ဆောက်ခဲ့တဲ့အတွက်အံ့ဝယ်တစ်ခုလည်းဖြစ်ပါတယ်မူလကတော့ဒရိုင်းကြီးကိုပြည်မချင်းချောင်းမှုတွေကိုကာကွယ်ရန်အထူးသဖြင့်ဖီယာလစ်တွေရဲ့ရန်ကိုကာကွယ်ရန်တည်ဆောက်ခဲ့တာပဲဖြစ်ပါတယ်ချင်းတို့ကြာလာတဲ့မြာဂရေဟောကြီးဟာစစ်ဘက်ဆိုင်ရာခန္ဓာတစ်ခုအဖြစ်ပုံမူတဲ့အခန်းကဏ္ဍမှာပါဝင်လာပါတော့တယ်ဂရေဟောကြီးဟာစီလုံးညီညွတ်မှုခန္ဓာရည်ရှိမှုနဲ့ယဉ်ကျေးမှုဆိုင်ရာအမှတ်အသားအဖြစ်ပြောင်းလဲလာခဲ့ပါတယ်ဂရေဟောကြီးဟာသဲကန္နာခြေကြီးတွေနဲ့ယဉ်ကျေးမှုနယ်ပယ်တွေတော်ရဲနယ်မြေတွေရဲ့နယ်နိမိတ်တွေကိုပန်းချထားပြီးတဲ့နိုင်ငံကြီးတစ်ခုအဖြစ်ယင်းနေ့တိုင်းတရှိလျက်ရှိပါတယ်ဒါကတော့ဆန်နာပလိန်ဒေသရဲ့သမိုင်းကြီးညိုလေးပဲဖြစ်ပါတယ်ကျွန်တော်ပေါ်လာလေးလဲတက်နေတက်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျာကျွန်တော်ကတော့ MG ပါနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြတာပေါ့